ကဲဒီနေ့တော့အပျော်စောတဲ့နေ့တယ်ပြောလို့ရတယ်။ဘာဖြစ်လဲဆိုရင်တော့မနေ့ကပန်ရဲ့ပွဲမှာကြည်လိုက်ရတာအခုတော့နှလုံးခုန်မရက်တန့်နေပါ။ပန်ကလေသူထိုးဖို့ထိုးနေရစကီးတော်လေးကိုကောင်းတယ်။ကျက်ထောက်တာကန်ဆယ်လိုတာရဲ့မျက်နှာတော့စုပ်ပြတ်သက်နေ။ဒီနေ့အကစားဝါသနာစိန်လေးဝါသနာပါတဲ့လူတွေကတော့တော်လေးကိုပျော်တဲ့နေ့လို့ပြောလို့ရတယ်။ဒါဖြစ်လဲဆိုရင်ကိုလူချင်းတဲ့အတိုင်းရပါတဲ့ခါတချို့တွေကပြောတယ်ဒီပွဲမှာပန်နိုင်ပါမလားမနိုင်လားမနိုင်လားဒီပွဲမှာကြည့်လိုက်ပါတော်လေးကိုကြည့်လို့ကောင်းတယ်လူတွေတချို့ကပြောနေကြတယ်ပန်ကချန်ပီယံအစိမှန်လားဆိုဒီပွဲမှာတိတ်တိတ်ပြရဟုတ်တယ်လေကြည့်လိုက်လေပန်ကသူကန်နေတာသူချန်ပီယံကိုအစစ်အမှန်လားဆိုရင်ဒီပွဲမှာကြည့်လိုက်ပေါ့သူရဲ့ပုံစံစကေးကအခုတော့မျက်လုံးထဲမှာမထွက်သေးတော်လေးကြည့်လို့ကောင်းတယ်ဒီပွဲမှာတော့သူတက်သေးတယ်ပြပေးပါပြီသူလည်းလှုပ်ပြပေးပါပြီဘာကြံသေးတယ်မလှုပ်ပြရတာဘာတခုမှမရှိဘူးဒါဆိုတော့ကန်ဆယ်လိုတာပဲကိုနည်းနည်းတော့ပြောကြကန်ဆယ်လိုတာဒီပွဲမှာဘယ်လိုမျိုးလာလဲဆိုရင်တော့သူကအချုပ်ပဲကိုလာမယ်အချုပ်မယ်ကြံတဲ့ကဘာတခုမှမရှိဘူးသူလက်သီးပိုင်းမှာတော့ပန်လာထွက်တာမများဒါမှမဟုတ်သူကအချုပ်ပဲကိုပဲသူထိုးအချုပ်မယ်ချုပ်ပန်ရည်အဲ့ဒီအချုပ်ထဲမှာသူတော်လေးကျွမ်းကျင်တယ်ကန်ဆယ်လိုတာချုပ်တာဘယ်နှခေါက်လဲမသိသုံးလေးခေါက်တော့မက9ခေါက်10ခေါက်လောက်စိတ်မယ်သူအေးအချုပ်ထဲမှာသူတော်လေးရုပ်ကန်ရတာမဟုတ်ချုပ်တဲ့ကသူပန်ကဘယ်လိုမျိုးပြန်ခုခံလဲဆိုရင်သူအဲ့ဒီခုခံတဲ့ဘိုင်းမှာသူတော်လေးကျွမ်းကျင်တယ်ဒီပွဲမှာတော့တက်တက်လေးပြပေးပါအခုပွဲမှာချန်ပီယံအစိမှန်တော့ယူစားလို့ရပြီမင်းတို့မငြင်းနဲ့နော်ပန်ရဲ့ပွဲကိုစမြုံနေတာ3-5လလောက်စိမယ်အမေကိုစမြုံတဲ့အရသာကိုအခုတော့စိတ်ထဲမှာတော်လေးတက်လာပါတယ်အခုတော့မြန်မာနိုင်ငံကောပေါက်ကသူတရားပဲတန်ပို့ရတယ်ဘာဖြစ်လဲဆိုရင်တော့ဝမ်းမလာထိုးတဲ့ပိုက်တာယုံလို့မရဘူးမဲ့ USC မှာတော့သူပြောတဲ့အတိုင်းသူလှုပ်တဲ့အတိုင်းပဲသူစကားတခွန်းပဲယောက်ျားဆိုတာအဲ့လိုသိရမယ်ဒါပဲ